ဘုရားဘာသာတွေကိုးကွယ်ပါတယ်ဆိုတဲ့ဟောဒီမြန်မာနိုင်ငံကြီးဟာအောင်မြင်နေလားကြာရှုံးနေလားဖရာတိုးတက်ကြီးပွားနေသလားဆုတ်ယုတ်ပြက်ပြားနေသလားဟိုက်ဒါဖြင့်မြင့်မြတ်သောနိုင်ငံတော်ကြီးဖြစ်နေလားယုံညံ့သောနိုင်ငံဖြစ်နေလားတန်ဖိုးရှိတဲ့နိုင်ငံဖြစ်နေလားတန်ဖိုးမဲ့တဲ့နိုင်ငံဖြစ်နေသလားနင်တို့အကုန်တရားဆွဲခံရမယ်နိုင်ငံတော်အသရေဖြတ်မှုနဲ့နင်တို့ပါသွားမယ်နော်အခုရေလိုက်ငါးလိုက်ဖြေတာလားတကယ်သိပြီးဖြေတာလားအရေးကြီးတယ်နော်ကိုတော်ကောင်းတို့နေတဲ့ကိုပတ်ဝန်းကျင်နိုင်ငံလို့ပြောလိုက်တာခြုံငုံပြီးပြောလိုက်တာရေစကြိုမြို့ဆိုရေစကြိုမှာနေတဲ့ပတ်ဝန်းကျင်ကိုပတ်ဝန်းကျင်ကိုလေ့လာကြည့်လိုက်ပတ်ဝန်းကျင်မှာအောင်မြင်တဲ့လူနဲ့ကြာရှုံးတဲ့လူဘယ်သူများနေလဲကြီးပွားတိုးတက်တဲ့လူနဲ့ဆုတ်ယုတ်ပြက်ပြားတဲ့လူဟုတ်ပြီယုံညံ့သူနဲ့မြင့်မြတ်သူတန်ဖိုးရှိသူနဲ့တန်ဖိုးမဲ့သူမသိကြဘူးလားသိကြတာပေါ့အဲ့ဒါဘာဖြစ်လို့တိမိမိတို့ရဲ့တကယ်ဗราဏတာဝန်ဖြစ်တဲ့တရားသိမှုမှာသိတဲ့လူနဲ့မသိတဲ့လူဘယ်ရင်ကများသိပြီးတော့ကျင့်တဲ့လူနဲ့မကျင့်တဲ့လူကျင့်နေပါရဲ့နဲ့ကျင့်တဲ့အတိုင်းဆောင်တဲ့လူနဲ့မဆောင်တဲ့လူဒါဖြစ်ရင်ဒီလောကကြီးကြာရှုံးနေတာဘု து တာဝေါ်လဲဒီလောဘကြီးတန်ဖိုးမဲ့နေတာဘု து ကြောင့်လဲအလုံးနော်ဘုရားရင်ထဲမှာရှိတဲ့အတိုင်းပြောရရင်မြန်မာနိုင်ငံကိုသိချစ်တာမြန်မာနိုင်ငံကိုလည်းချစ်တယ်နိုင်ငံသားအားလုံးကိုလည်းချစ်တယ်ဟောဒီနိုင်ငံကြီးမှာရှိနေတဲ့ရရှိထားတဲ့ဘာသာသာသနာကိုလည်းချစ်တယ်သိချစ်လွန်းလို့မခွာနိုင်မခွဲရက်ဒီနိုင်ငံကိုဒီပတ်ဝန်းကျင်ကိုအောင်မြင်အောင်ကြီးပွားအောင်တန်ဖိုးရှိအောင်မြင့်မြတ်အောင်ဘယ်လိုလုပ်ရမလဲနေ့တိုင်းဦးစင်းစဉ်းစားနေတယ်ဒါပဲအဖြစ်ကဒီတစ်ခုတည်းပဲဒီအားပဲစဉ်းစားနေငါဘယ်လိုလုပ်ပေးရမလဲဒါပေမဲ့ဦးစင်းဘလောက်စွမ်းဦးစင်းတယောက်တည်းလုပ်လို့ရမလားပတ်ဝန်းကျင်တစ်ခုလုံးနဲ့ဆိုင်ပါလေအခုကမ္ဘာအရပ်ရပ်ကိုဦးစင်းတို့သွားတဲ့အခါအောင်မြင်နေတဲ့နိုင်ငံတွေကြည့်လိုက်ရင်သူတို့တွေကဗုဒ္ဓဘာသာဗုဒ္ဓအဆုံးအမကိုမသိပါဘူးမသိပေမဲ့သူတို့တွေကဗုဒ္ဓအဆုံးအမနဲ့ကိုက်ညီတဲ့အလုပ်တွေကိုလုပ်နေကြဘဝယတ္တိမှုမှာ၅ပါးသီလချိုးဖောက်เสียမလိုပဲနဲ့စာဝတ်နေရေးပြည်လည်နေကြတယ်မိမိတို့နိုင်ငံအကျိုးရှိမဲ့မိမိပတ်ဝန်းကျင်အကျိုးရှိမဲ့လုပ်ငန်းတွေကိုဖြောင်းဖြောင်းမတ်မတ်ကြီးလူတိုင်းကိုယ်စီဆောင်ကျင်းထားကြတယ်ဒါတော့တွေ့တမာရီလည်းသိကောင်းတယ်သူကမော်တော်ဘီကယ်ကွယ်ရမို့လို့လည်းလမ်းစီကမ်းမဖောက်ဘူးစီပင်ကမမြင်လို့လည်းအမိုက်ခိုးမပစ်ဘူးနော်သူတို့သိပြီးတော့တမာရီရှိတာနော်ဥပရိမဲ့ဘာတစ်ခုမှမလုပ်ဘူးဒီအလုတ်ကပတ်ဝန်းကျင်အတွက်ပျက်စီးသွားမယ်ကိုနေတဲ့ပတ်ဝန်းကျင်တကယ်တော့ကိုချလိုက်တဲ့အမက်ဟာကိုပတ်ဝန်းကျင်ကိုဖျက်ဆီးတာပဲကိုလမ်းစည်းကမ်းဖောက်လိုက်တာဟာကိုအန္တရာယ်ဖြစ်အောင်လုပ်လိုက်တာပဲဒီနေ့မြန်မာနိုင်ငံကလူတွေခင်ဗျားတို့ပတ်ဝန်းကျင်ပဲကြည့်ဆိုင်ကယ်စီးကမ်းမရှိစီးတယ်နော်နောက်ကနေအခုညဆိုရင်ညကိုဆိုင်ကယ်မှာနောက်မီးခွက်ပါမှာကနောက်ကမြင်မမြင်တောင်မသိနိုင်တော့အောင်ပညာမဲ့နေကြတယ်ကျင့်ဝတ်စည်းကမ်းတွေဘာတစ်ခုမှမလိုက်နိုင်ဘူးဘာတစ်ခုမှ
ကျင့်ဆောင်ခြင်းမရှိဘူးလမ်းပေါ်မှာလမ်းစည်းကမ်းမရှိဘူးအိမ်မှာအိမ်စည်းကမ်းမရှိဘူးကျောင်းမှာကျောင်းစည်းကမ်းမရှိဘူးနေရာတိုင်းမှာပြက်ပြားနေကြတဲ့တွေ့ကြာရှုံးသောနိုင်ငံတော်ကြီးနော်ဆုပ်ယုပ်ပျက်စီးသောနိုင်ငံတော်ကြီးဖြစ်တယ်အဲ့တော့အဲ့ဒါဘယ်သူတာဝန်လဲဟေးတပည့်တော်တာဝန်လို့ဖြေစားနင်တို့တာဝန်မယူခြင်းလဲယူရတော့နော်ပတ်ဝန်းကျင်ကိုလှည့်ပြီးလက်ညှိုးထိုးပြီးအပြစ်တင်နေရမယ်ကာလမဟုတ်ဘူးကိုစီတာဝန်ယူပြီးတော့ဖြေရှင်းရမယ်အချိန်ရောက်နေပြီအဲ့တော့ဒီနေ့ဦးစင်းကတော်ကောင်းတို့ကိုမေးမယ်ရရှိထားတဲ့အခုဘဝကိုအရေးနှိမ့်တဲ့လူဖြစ်ချင်လားအောင်မြင်တဲ့လူဖြစ်ချင်လားအောင်မြင်တဲ့လူဖြစ်ပါဗျာဆုပ်ယုပ်ပြက်ပြားဆင်းရဲသူဖြစ်ချင်လားတိုးတက်ကြီးပွားသူဖြစ်ချင်လားတိုးတက်ကြီးပွားသူဖြစ်ချင်ပါဗျာယုံညံ့တဲ့သူတွေဖြစ်ချင်လားမြင့်မြတ်တဲ့သူဖြစ်ချင်လားမြင့်မြတ်တဲ့သူဖြစ်ချင်ပါဗျာတန်ဖိုးမဲ့သူဖြစ်ချင်လားတန်ဖိုးရှိသူဖြစ်ချင်လားတန်ဖိုးရှိသူဖြစ်ချင်ပါဗျာအဲ့ဒီမေခွန်း၄ခုကိုနေတိုင်းမေးကိုယ့်အကိုဖြေထုတ်ကိုစီငါတို့မပြင်မဲနဲ့တော့ဒီလောကကိုပြန်မရနိုင်တော့ဘူးနော်ဒီတိုင်းသွားရင်မြန်မာနိုင်ငံပျောက်တော့မယ်မြန်မာလူမျိုးပျောက်တော့မယ်ဒီနိုင်ငံဒီလူမျိုးဒီသာသနာကွယ်တော့မယ်အဲ့တော့ဒီတိုင်းပဲသွားမလားရအောင်ပြင်မလားဘယ်သူတာဝန်ယူမှာတော့ဟမ်တပည့်တော်တို့